Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တုံနေလေးရတဲ့တမူထူးခြားပြီးတော့ချင်းဆက်ရတာလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်တရုတ်စတိုင်ဝတ်သားချင်းဆက်တုံနေလေးကိုမျှဝေပေးလိုက်ပါတယ်ပထမဆုံးဖြူဝတ်သားကိုအရင်လာပြုတ်ပေးလိုက်ပါမယ်နော်ဝတ်သားပြုတ်ပေးရန်အတွက်ရေနွေးကိုအရင်စုအောင်တဲထားပေးလိုက်ပါတယ်ရေနွေးလေးစုလိုက်ပြီးစုအောင်နဲ့သူ့တွေကိုစားနှင်းငယ်ထည့်ပြီးတော့ရေချေးသက်စင်ထားပြီးသားဝတ်တုံထက်သားကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ချက်သွားတဲ့ထိပေါ့နော်ဝတ်သားတော့ဖြိုးကနိုင်ရွက်လည်းပြုတ်ထားပေးလိုက်ပါတယ်ဝတ်သားကိုပြုတ်ထားရင်းနဲ့ဒီဝတ်သားတော့မှာပါတယ်အသီးရွက်လေးတွေကိုအစစ်သစ်လိထားပေးလိုက်ပါတယ်အရင်ဦးဆုံးကြက်သွန်တစ်လုံးကိုခပ်ပပနေထားလေးတွေလိထားပေးလိုက်ပါတယ်ပြီးတော့ချက်သွဖြူသုံးလေးမှွာစားလို့ကိုလည်းဓာတ်ပြရိုက်ပြီးတော့နှုတ်နှုတ်ဆင်ထားပေးလိုက်ပါတယ်ဒီတုံနေလေးကတော့တမျိုးလေးနဲ့ထူခြားတယ်ပေါ့နော်ရတာလေးရတဲ့တမျိုးလေးထူခြားပါတယ်သူရတာလေးရဆိုလို့ရှိရင်ခြေစက်ရတာလေးနဲ့အနက်လေးရမှွေပြီးတော့တမျိုးလေးစားလို့ကောင်းတယ်ပေါ့နော်ပြီးရင်တော့ငှုတ်သီးအနီကိုလည်းဖြူတို့ကိုဆက်စားနိုင်သလောက်စင်သေးလိထားပေးလိုက်ပါမယ်ပြီးတော့ဒီဝတ်သားတော့မှာတခွားသီးလိုက်ပါတယ်ပေါ့နော်တခွားသီးကိုလည်းခုလိုမျိုးလေးဓာတ်ပြရိုက်ပြီးတော့ခက်ကြီးနေထားလေးတွေလိထားပေးလိုက်ပါတယ်ပြီးတော့နန်းပင်ကိုလည်းအစစ်သစ်လိထားပေးလိုက်ပါမယ်နော်ပါဝင်တဲ့အသီးရွက်လေးတွေလည်းလှီးပြီးဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ဝတ်သားကိုလာကြည့်ပေးလိုက်ပါမယ်ဝတ်သားလည်းနိုးနေပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်မယ်ပြီးတော့ကိုလိုချင်တဲ့ပုံစံလေးတွေလှီးထားပေးလိုက်ပါမယ်နော်ဖြိုးကတော့အခုလိုမျိုးလေးမထုံပွားနေထားလေးတွေလှီးထားပေးလိုက်ပါတယ်ဝတ်သားကိုတော့ဖြိုးပြုတ်သွားပေးလိုက်တာ35မိနစ်40လောက်ရှိမှထင်ပါတယ်ပြီးရင်တော့ပြတို့ဒီဘက်သားတော့မှဒီကပါတယ် sauce လေးလာဆက်ပေးလိုက်ပါမယ်နော်အရင်ဦးဆုံးပကံနှလုံးထဲကိုကြက်သွန်ဖြူရဲ့နှုတ်သီးနီရဲ့နှမ်းဖြူလေးနှင်းငယ်ရဲ့ပြီးတော့ရောင်တင်မှုနှင်းငယ်နဲ့နှုတ်သီးချက်မှုနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့တမတွားအောင်မှုထားပေးလိုက်ပါမယ်မှုတွားလိုက်တာတမလာပြီဆိုလို့ရှိရင်တော့ချစ်တောက်ပူနေတဲ့စီကိုလောက်ချပေးလိုက်ပါမယ်ဒီဟာဆိုလို့ရှိရင်တော့အနက်လေးကမွေးနေပြီပေါ့နော်ပြီးတော့ရတာဆက်ထားပေးလိုက်ပါမယ်နော်ရတာအတွက်ကတော့ QC နှင်းငယ်ပြီးတော့ဘဲငက်ပြဲအကြီးနှင်းငယ်နဲ့ရှာလကိုင်နှင်းငယ်ဒီနေရာမှာရှာလကိုင်မကြိုက်ဘူးဆိုလို့ရှိရင်တံမြာတီးကိုထည့်မယ်ဆိုလည်းရပါတယ်ပြီးတော့အသားမုံနှင်းငယ်နဲ့စားလေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာပပလေးထားပြီးသားနန်းပင်ကိုထည့်ပြီးလို့ရှိရင်တော့တမတော့အောင်မှွေထားပေးလိုက်ပါမယ်တမလာပြီဆိုလို့ရှိရင်တော့ဖြူတစ်ပတ်သားကိုသုံးခွက်လေးထဲကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ထိထားပြီးသားချက်သွန်နေနဲ့ခွာသေးကိုပါထည့်ပေးလိုက်ပါမယ်နော်ကဲပြီးတော့ဖြူခဏဆက်ထားတဲ့ sauce လေးကိုထည့်ချပေးလိုက်ပါမယ်ထည့်ပြီးလို့ရှိရင်တော့ဖြူတို့အားလုံးတမတော့အောင်အားရပါရလေးနဲ့တော့ပေးလိုက်ပါမယ်နော်တုတ်တော့ပေးလိုက်ပါမယ်ရှင်ဒီတော့လေးကတော့တမျိုးလေးစားလို့ကောင်းတယ်ပေါ့နော်ထမင်းနဲ့တွေ့စားမယ်ဆိုလို့ရှိရင်အရင်ကမိတ်ပါတယ်ကဲဖြိုးနဲ့တော့ပေးလိုက်တာအားလုံးနဲ့တမလာပြီဆိုလို့ရှိရင်တော့ရတာပေါငံမြေပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါငံကိုတော့ကိုစိတ်ကြိုက်ဖြည့်ပေးနိုင်ပါတယ်ရတာလည်းလုံးဝဆက်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်အနက်လေးရမှွေပြီးတော့ချင်းစရတာလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်ဖြိုးတို့ရဲ့တရုတ်စတိုင်ဝတ်သားတော့လေးရတော့စားဖို့ဆက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်စစ်ပြီးမှလုပ်နေပါတယ်ရှင်ကဲဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆုံကြမယ်နော်အားလုံးဘိုင်ဘိုင်